ချမ်းသာကြွယ်ဝသူတထေးကြီးတယောက်သူ့ကုမ္ပဏီမှာမိန်းကလေးတယောက်စူညံပူညံလုပ်ပြီးသူမဟာသူ့သမီးဖြစ်ကြောင်းပြောဆိုနေတာကိုတွေ့လိုက်ရတယ်တထေးကြီးဟာနှစ်ပေါင်းများစွာလူပြိုကြီးအဖြစ်နေထိုင်လာသူဖြစ်တာကြောင့်ဒီခေတ်ကလိန်စားသူတွေဘလောက်တောင်ရဲတင်းလိုက်တယ်လဲလို့တွေးလိုက်မိတယ်ဒါနဲ့ပဲသူအဲ့ဒီမိန်းကလေးစီလမ်းလျှောက်သွားပြီးသူမဟာဘသူလဲလို့မေးလိုက်တယ်ဒါပေမဲ့မိန်းကလေးလဲကြည့်လိုက်တဲ့အချိန်မှာတော့သူအံ့အားသင့်သွားရတယ်သူမရဲ့မျက်နှာဟာသူအယမ်းချစ်ခဲ့ရပြီးလမ်းခွဲခဲ့ရတဲ့ငယ်ချစ်ဦးနဲ့တစ်ထပ်တဲတူနေတာကြောင့်ပါပဲသူဘာဖြစ်နေမှန်းတောင်မစင်စားရသေးခင်မှာပဲလုံခြုံရေးဝန်ထမ်းတယောက်ကသူမကိုတွန်းလဲလိုက်တယ်တထေးကြီးလည်းချက်ချင်းရက်ခိုင်းလိုက်ပြီးသူမရဲ့အမေနာမည်ကိုမေးမြန်းလိုက်တယ်မိန်းကလေးကသူ့ငယ်ချစ်ဦးရဲ့သမီးဖြစ်ကြောင်းသိလိုက်ရတဲ့အခါမှာတော့တထေးကြီးဟာရက်ချင်းအားလုံးကိုဖျက်သိမ်းပြီးသူမကိုရုံးခန်းထဲခေါ်ဆောင်သွားခဲ့တယ်တထေးကြီးဟာငယ်ချစ်ဦးတယောက်ဘဝကိုဘလို့ဖျက်ဆီးခဲ့ရတယ်လဲဆိုတာကိုသိချင်နေခဲ့တာပါဒါပေမဲ့မိန်းကလေးကတော့သူ့အမေဟာကိုဝင်ဆောင်ချိန်မှာကင်ဆာရောဂါဝေဒနာကိုခံစားခဲ့ရပြီးကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းပြောပြလိုက်တယ်။ဒါကိုကြားတော့တထေးကြီးဟာဝမ်းနဲ့ကြေကွဲမှုတွေနဲ့ပြည့်နှက်သွားခဲ့တယ်။ငယ်ချစ်ဦးတယောက်ဖျားနာနေတာကြောင့်သာသူ့ကိုထားခဲ့သွားတာဖြစ်မယ်လို့သူယုံကြည်လိုက်မိတယ်။တထေးကြီးကမိန်းကလေးကိုသူမအမေကိုစားသူကိုယ်တိုင်ဆောက်ရှောက်သွားပါမယ်လို့ကတိပေးလိုက်တယ်။ဒါပေမဲ့မိန်းကလေးကတော့စိတ်ပူနေပြီးဉာဏ်စစ်ဆေးမှုလုပ်ဖို့တောင်းဆိုခဲ့တယ်။တထေးကြီးကတော့သူမဟာသူ့သမီးအစ်စ်ဖြစ်တယ်လို့ခိုင်ခိုင်မာမာယုံကြည်နေခဲ့ပြီးသူ့ရဲ့တူရဲသောအမွေဆက်ခံသူအဖြစ်လူသိရှင်ကြားကြေညာဖို့ခမ်းနားတဲ့ပွဲလမ်းတစ်ခုကိုစီစဉ်လိုက်တယ်။မိန်းကလေးကတော့လုံးဝကိုထိတ်လန့်သွားခဲ့တယ်။အမှန်တကယ်တော့သူမဟာတထေးကြီးရဲ့သမီးဟုတ်မဟုတ်ဆိုတာကိုသူမကိုယ်တိုင်တော့မသိကြသေးပါဘူး။သူမအမေမကွယ်လွန်ခင်မှာအမျိုးသား9ရောက်ရဲ့နာမည်တွေကိုပေးခဲ့ပြီးဘသူကသူမရဲ့အရင်းနှီးဖေလဲဆိုတာစုံစမ်းပို့မှာခဲ့တာပါဒီတထေးကြီးကတော့အဲ့ဒီ9ယောက်ထဲမှာအချမ်းသာဆုံးဖြစ်တာကြောင့်သူမကအရင်ဆုံးလာရောက်ရှာဖွေခဲ့တာဖြစ်ပါတယ်ဒီလောက်မြန်မြန်ဆန်ဆန်နဲ့အဆင်ပြေသွားလိမ့်မယ်လို့သူမလုံးဝမထင်ထားခဲ့မိပါဘူးညနေပိုင်းမှာတထေးကြီးကသူမကိုသူ့အိမ်ကြီးစီခေါ်သွားခဲ့တယ်မိန်းကလေးဘာကြိုက်မှန်းမသိတာကြောင့်အိမ်ဖော်တွေကိုအစားအသောက်မျိုးစုံအများကြီးပြင်ဆင်ဖို့မှာလိုက်တယ်မိန်းကလေးလည်းအံ့အားသင့်သွားပြီးအစားအသောက်တွေဖြုံးတိရမရောက်အောင်အိမ်တော်မှာရှိတဲ့အလုပ်သမားတွေအားလုံးကိုပါညစာအတူစားဖို့ဖိတ်ခေါ်လိုက်တယ်အိမ်တော်ထိန်းကတော့ဒါမျိုးလုပ်ရင်တထေးကြီးဒေါသထွက်မှာစိုးလို့စိုးရိမ်နေခဲ့ပေမဲ့တထေးကြီးကတော့ဝမ်းမြောက်ဝမ်းသာသဘောတူလိုက်တယ်ခဏအကြာမှာတော့အိမ်တော်ဝန်ထမ်းတွေအားလုံးရောက်လာကြပြီးဒီလောက်ကောင်းမွန်တဲ့အစားအသောက်တွေကိုစားသုံးခွင့်ပေးတဲ့အတွက်မိန်းကလေးကိုကျေးဇူးတင်စကားဆိုကြတယ်။ပွဲနေ့မှာတော့ကျန်တဲ့ဖခင်လောင်း6ယောက်ကသူမရဲ့မျက်နှာကိုကြည့်ပြီးအမေနဲ့တူတာကိုရိပ်မိသွားမှဆိုတာကြောင့်မိန်းကလေးဟာသူမရဲ့တဘာဝအလှကိုဖုံးကွယ်ဖို့မိတ်ကပ်တွေကိုထူထူလိမ့်ထားလိုက်တဲ့ဧည့်သည်တွေကတော့သူမရဲ့အသွင်ပြင်ကိုကြည့်ပြီးစိတ်ပြတ်ဟန်ရှိကြပေမဲ့ဘယ်သူမှဝေဖန်ဖို့မဝင်ရဲကြပါဘူး။မိန်းကလေးကမုံစားနေတုန်းတထေးကြီးရဲ့မွေးစားသမီးကစကားပြောချင်တယ်ဆိုပြီးရောက်လာတဲ့ငယ်ချစ်ဦးကဘာစကားမှမဆိုပဲထွက်သွားခဲ့ပြီးနောက်ပိုင်းနှလုံးသားကွဲကြေခဲ့တဲ့တထေးကြီးဟာမွေးစားသမီးတယောက်ကိုလက်ခံမှလေးစားထားခဲ့တာပါတိကျင်စိတ်နဲ့မိန်းကလေးလည်းလာတာဆောင်ဘက်ထွက်သွားလိုက်တဲ့အပြင်မှာအရန်အေးနေပေမဲ့မွေးစားသမီးကတော့ပါးလွာတဲ့အဝတ်စားတွေကိုသာဝတ်ဆင်ပြီးသူမကိုစောင့်နေခဲ့တယ်မွေးစားသမီးဟာတထေးကြီးရဲ့တနာကယူနာကိုရဖို့အတွက်တနာစရာကောင်းအောင်တရုပ်ဆောင်နေတာမှန်မိန်းကလေးချက်ချင်းသိလိုက်တယ်တွေ့ချင်းပဲမွေးစားသမီးကငိုယိုပြီးတထေးကြီးရဲ့အချစ်တွေကိုနှစ်ပေါင်းများစွာသူတယောက်တည်းသိမ့်ပိုက်ထားခဲ့မိကြောင်းမိန်းကလေးကသူမရှိနေတာကိုမကျေနပ်ရင်တထေးကြီးနဲ့ဆက်ဆံရေးဖြတ်တောက်လိုက်ပါမယ်လို့ပြောလိုက်တယ်သူမကမိန်းကလေးကိုမနာလိုဖြစ်လာလိမ့်မယ်လို့တွက်ဆထားခဲ့ပေမဲ့မိန်းကလေးကတော့အေးအေးဆေးဆေးပဲသဘောတူလိုက်ပြီးတထေးကြီးစီသွားပြီးအခုချက်ချင်းပဲဆက်ဆံရေးကိုအဆုံးသတ်လိုက်ဖို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲဝိုင်ခွက်တွေတင်ထားတဲ့ဗန်းကင်ထားတဲ့ဝန်ထမ်းတယောက်ဖြတ်သွားတယ်။မွေးစားသမီးကတမင်တကာခြေခလုတ်တိုက်ပြီးဝိုင်ပလင်းကိုမြေပြင်မှာရိုက်ခွဲလိုက်တယ်။အနားကဧည့်သည်တွေလည်းအတန်ကြားပြီးအုံလိုက်ချင်းလိုက်ရောက်လာကြတယ်။တထေးကြီးကဘာဖြစ်တာလဲလို့မေးလိုက်တဲ့အခါဝန်ထမ်းကမိန်းကလေးကပဲမွေးစားသမီးကိုတွန်းလဲလိုက်တာလို့လိန်ပြောလိုက်တယ်။မွေးစားသမီးကတော့သူမရဲ့အကြံအစီအောင်မြင်ပြီလို့ထင်လိုက်ပေမဲ့တထေးကြီးကတော့သူမကိုဘေးကိုတန်းတွန်းဖယ်လိုက်ပြီးမိန်းကလေးကဘယ်တော့မှအဲ့ဒီလိုမျိုးလုံးဝမဟုတ်